သူရာမီရာရဲ့မြစ္စပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြတော်မူပါနောက်တစ်ခုကကြတော့သေအယံမှမသိပဲတောက်မိခဲ့လို့ရှင်ရောအိတ်ကန်ထိုက်ပါလားရှင်ဗျာသူရာမီရာရဲ့မစ္စပမာဒဌာနဆိုတာသူရာဆိုတာရှေးကတော့စိတ်နဲ့အရက်ရဲ့ချက်တဲ့အရက်ရဲ့နှစ်ခုရှိတယ်သူစိန်ထားလို့ရှင်လည်းကြာရှည်မူးလာတဲ့ဟာရှိတယ်ပေါ့နော်ချက်တဲ့အရက်လည်းနှစ်ခုရှိလို့ရှေးခေတ်ကသူရာနဲ့မီရာနှစ်ခုအဓိကထားပြီးတော့မစ္စဆိုတာဒီအရေးကရှင်းမှုစေတတ်တယ်ရှင်းမှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတာမှန်တက်လာတယ်အမှန်မသိတော့ကုပမာဏအတိုင်းတာမသိပမာဒဌာနဆိုတာကောင်းတာလို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူတရားမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတယ်ဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲနော်မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖ ೇನೆ မူရစ်ထားလည်းရှိသေးတယ်လေမှန်တဲ့နေတဲ့အခါလည်းမူရစ်တယ်ပဋ္ဌာန်းချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူလူငယ်လူရွယ်တွေမှာကျတော့ယောပနမထလို့ခေါ်တယ်ငယ်တဲ့ခုံငယ်တဲ့မှန်ပေါ့နော်နောက်ချမ်းသာလို့ရှိရင်လည်းအာရောချမထလို့ခေါ်တယ်အသက်ရှိနေတဲ့ရှင်းနေတဲ့ပုဂ္ဂိုလ်ကလည်းဇီဝိတမထဆိုတာမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအကုသိုလ်တွေလုံးမိတတ်တယ်ပေါ့မေလျော့စေတတ်တဲ့အရာတွေတို့ပေါင်းပြီးတော့မြတ်စွာဘုရားသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်တွေအမှတ်တင်ညာတွေကောင်းတဲ့အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတောက်တဲ့မှုလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါတောက်လိုက်လို့ရှိရင်လူတယောက်ဟာဒီတတိတရားတွေလွတ်သွားပြီးတော့အမှတ်တင်ညာတွေလွတ်သွားပြီးတော့ကိုယ်ပါလို့မှမသိတာမျိုးထီအောင်ဖြစ်သွားအရင်မူရင်စိုးတော့မကပ်ဘူးမဟုတ်လားအဲ့ဒီလိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေကမတော့တဲ့မှုလို့ဒီလိုအဓိပ္ပာယ်နဲ့ဒီဆိုလိုတဲ့အဓိပ္ပာယ်ပါနော်အခုတော့အကုန်လုံးမစ္ဆဆိုရရေမှုစေတတ်တွေအားလုံးကမစ္ဆထဲမှာပါတယ်သူရနဲ့မေရိယကတော့စိတ်နဲ့အရက်နဲ့ချက်တဲ့အရက်ပမာဒဌာနဆိုတော့တခြားမေးလျော့စေတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်ဘေးရှုတာတွေရောဘာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေထားလူဆိုတာချိုးချောင်းဆင်ញင်တဲ့အသိဉာဏ်ရှိတယ်အဲ့ဒါတွေကိုပျက်စီးသွားစေတဲ့အရာတွေခတ်သိမ်းကိုသူရမေရိယမစ္ဆပမာဒဌာနလို့ဆိုနိုင်တယ်ပေါ့နော်တေးအယမမသိပဲတောက်မိခဲ့ပါကကန်ထိုက်ပါသလားလို့ဆိုဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့မူရထားမဟုတ်ပဲနဲ့အဲ့လိုတောက်မိမယ်ဆိုလို့ရှိရင်တော့မူလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်မသိတော့တာအမှန်တယ်အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်သူရမေတွေကကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူ့ရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစီးပွားအတွက်အသိပညာတွေစီးဖို့အထောက်ရမယ်အများကျိုးဆောင်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးခဲ့ပါကန်ထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်ဒါပေမဲ့လို့အယမမသိပဲနဲ့တောက်သိလို့ပဲတောက်သူ့ရဲ့ effect ကရှိတယ်အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလာဘူးအနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင်အရက်ကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးအရက်တောက်ပါများလာလို့ရှိရင်တွေးတောဆင်ခြင်မှုတွေကလွဲမှားလာခါတိုင်းလို့ပုံမှန်မစင်စားတတ်တော့ဘူးနော်အုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အသိဉာဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်ရင်ဒါသူဒီဘဝတွေမှာခံရတဲ့အကျိုးဆက်လို့ပြောသိလို့တောက်မသိလို့တောက်အစိတ်ဟာဆိုဥပမာနဲ့တမန်ရှုထောင့်တစ်ခုကပြောမှဆိုရင်အစိတ်ဆိုတာသိလို့စားမသိလို့စားအစိတ်ကအစိတ်ပဲလေဟုတ်တော့မလားအဲ့တော့ရမမသိလို့တောင်းပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာပဲမှန်ပါဗျာ
ဥပဒေလိုပေါ့မသိလို့လုံးမိပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တာမှမဟုတ်တာမှန်ပါဗျာနောက်ထပ်တစ်ခုကတော့တရဏဂုံတည်ရဆိုတာဘာလို့ဆိုလိုတာပါလဲရှင်ဗျာဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့တရဏဂုံတည်ဖို့လိုပါသလားအရိယာဖြစ်မှဗုဒ္ဓဘာသာဝင်အစစ်ဖြစ်တယ်ဆိုတာရောဟုတ်ပါသလားရှင်ဗျာတရဏဂုံတည်ခြင်းရဲ့အကျိုးတွေကဘာလဲဘယ်အချိန်မှပြတ်ပါလဲရှင်ဗျာအခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်မိရင်ကြားမိရင်ယုံကြည်မိရင်ရောတရဏဂုံပြတ်ပါသလားအဲ့ဒီမှာတရဏဂုံတည်တယ်ဆိုတာပြောရမယ်ဆိုရင်တရဏဂုံဆိုတာတရဏကမနာဆိုတဲ့အဓိပ္ပာယ်တကယ်ကိုအာထာယအဖြစ်စိတ်ကတဲ့စိတ်ဓာတ်ကိုဆိုလိုတယ်ပေါ့မြတ်စွာဘုရားသည်သာလေငါအတွက်ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားသည်သာလေတကယ်ကိုယ်ဝေရာငါပေါ်မှာကောင်းကျိုးဆိုးချိုးကိုလမ်းညွှန်ပြတဲ့ဆရာသမားအနေနဲ့ယုံကြည်ကိုးဝဲတာကိုဆိုလိုတယ်နော်မြတ်စွာဘုရားဟာငါတို့ဘာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဖယ်ရှားပေးဖို့လမ်းညွှန်ပေးတဲ့ဆရာသမားအနေနဲ့စိတ်ထဲမှာယုံကြည်ပြီးတော့လေးစားပြီးတော့ကိုးကွယ်မယ်တရားတော်များဟာလိုက်နာကျင့်သုံးမယ်ဆိုရင်တဏှာဝကလုံးအောင်ဆွမ်းဆောင်မှုရှိနိုင်တယ်လို့ယုံကြည်တယ်မှန်ပါတန်ဃာတွေဟာကုသိုလ်ကောင်းမှုပြုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအတွက်ထောက်ကူဖြစ်မယ်လို့ယုံကြည်တယ်အဲ့ဒီယုံကြည်တဲ့စိတ်ဓာတ်ရှိနေသမျှကာလပတ်လုံးတရဏဂုံတည်တယ်လို့ဆိုအောင်မှန်ပါဗျာသူကိုယ်တိုင်လည်းနှုတ်အားဖြင့်ဘောရတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတို့အဲ့ဒီစိတ်နဲ့တရဏဂုံစောင့်တည်မှတရဏဂုံတည်တယ်လို့ဆိုတယ်မှန်ပါဘုရားဘာသာဝင်ဆက်စစ်ဖြစ်ဖို့ကတရဏဂုံတည်ဖို့လိုပါသလားလို့ဆိုဘုရားဘာသာဝင်တို့ခံယူလို့ရှိရင်တော့သူကိုယ်တိုင်ကတရဏဂုံဒီမှလည်းသူကဘုရားဘာသာဖရာပေါ်မှာယုံကြည်မှုနဲ့လေးစားမှုနှစ်ခုရှိမှသူကတရဏဂုံတည်တယ်လို့ဆိုရမှာမှန်ပါဗျာတည်တယ်မတည်ဘူးဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဟာပို့အထီးကကြာမှန်ပါဗျာကိုယ့်ရင်ထဲမှာကိုယ်ဟာဖရာဒီအမှန်တရားကိုဟောကြားဆောင်ရပေးလို့လေးစားရမှာဖြစ်တယ်တရားကျင့်မယ်ဆိုရင်ဆင်းရဲကလွတ်မှာဖြစ်တယ်တန်ခါးတွေကကုသကောင်းမှုပြုဖို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်မှာဖြစ်တယ်မြေကောင်းတဲ့ဖွဲ့ဖြစ်တယ်လို့ဒီလိုစိတ်ထဲမှာယုံကြည်နေတယ်ဆိုရင်တော့တရဏဂုံတည်တယ်လို့ပဲပြောမှာမှန်ပါလူပါသလားဆိုအဲ့ဒါတည်မှလည်းပဲသူကဘုရားတရားတန်ခါကိုလေးစားမှုရှိမှာနော်မှန်ပါဗျာအရိယာဖြစ်မှာဘုရားဝတ္တဝင်အစစ်ဆိုအဲ့တော့အစစ်အတုဆိုဘယ်လိုပြောတာလဲဆိုဒီတရဏဂုံဆောက်တည်လိုက်ရင်လည်းဘုရားဝတ္တဝင်အစစ်ဖြစ်ပါတယ်အတုလို့ပြောတာမဟုတ်ဘူးအစစ်ပဲမှန်ပါဗျာသို့သောအရိယာဖြစ်မှာဘုရားဝတ္တဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲသုံးတယ်ပေါ့မှန်ပါဗျာအရိယာဖြစ်ရင်တော့ခိုင်မာသွားပြီအစစ်အတုနဲ့ခွဲလို့တော့မရဘူးမှန်ပါဗျာမှန်ပါဗျာဘုရားကိုကိုးကွယ်လိုက်တဲ့ဆိုပုရုဇဉ်လည်းပဲအစစ်ပဲမှန်ပါဗျာဘုရားကိုးကွယ်တာသူယင်ထဲမှာတကယ်ယုံကြည်ရင်သူလည်းအစစ်ပဲအတုမဟုတ်မှန်ပါဗျာနော်အဲ့တော့အရိယာဖြစ်မှဘုရားဘာသာဝင်အဖြစ်ခိုင်မြဲတယ်လို့ပဲပြောရမှာပဲအစစ်ဖြစ်တယ်လို့ဒီလိုပြောမပြောင်းလဲတော့ဘူးလို့ဆိုလိုတယ်ခိုင်မြဲတယ်ဆိုတဲ့သဘောတရားမပြောင်းလဲဘူးပုရုဇဉ်ကတော့အခုဘုရားဘာသာဝင်ဖြစ်ပြီးတခြားဘာသာဝင်ဖြစ်သွားမယ်နော်မခိုင်မြဲဘူးအရိယာကျတော့ခိုင်မြဲသွားတယ်လို့ဆိုတယ်တရဏဂုံတည်ခြင်းရဲ့အကျိုးကဘာလဲလို့ဆိုဒီတခြားကောင်းကျိုးချမ်းသာတွေတော့မပြောနဲ့ပေါ့ကိုယ့်ရဲ့ဘဝဟာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုခံယူချက်တစ်ခုကိုရသွားတာဒီလမ်းကြောင်းအတိုင်းရှောက်လန်းခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးတွေကတော့ရှိလာမှာပေါ့နော်ရှိလာမှာပေါ့တရဏဂုံတည်ခြင်းအဖြစ်သူဖရာရဲ့ဒီအဆုံးအမတရားပေါ်မှာမြဲမယ်တရားကိုကျင့်ကြံကြိုးကိုအထောက်မှုမြဲမယ်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့လေးစားယုံကြည်မှုမြဲမယ်ဆိုရင်အဲ့ဒီမြဲခြင်းကြောင့်ကုသိုလ်အဆက်ဆက်တွေဖြစ်လာတာဒါအကျိုးပဲလို့ပြောမှန်ပါဗျာနောက်ဘဝတွေမစင်စားနဲ့အောင်မှန်ပါဗျာဒီဘဝတွေပဲအဲ့ဒါကောင်းတာတွေဆက်ပြီးတော့လုပ်ဖြစ်လာတယ်ဒါမှန်ပါဗျာဘယ်အချိန်မှာပြတ်တယ်လဲလို့ဆိုတဲ့အခါမှာတိမ်တိမ်မွေးမွေတွေနဲ့ပြတ်သွားတာတွေရှိတယ်မှန်ပါဗျာနော်ဘယ်အချိန်မှာပြတ်တယ်ဆိုရင်ဘုရားကိုကိုးကွယ်တာဟာတကယ်ကိုဂုဏ်ကျေးဇူးကိုဥတည်ပြီးတော့မျက်မျက်နှုံနှုံကိုးကွယ်တာမဟုတ်ဘဲနဲ့လက်လာပါလို့ကျင်လို့ကိုးကွယ်ရင်ပြတ်သွားတယ်မှန်ပါဗျာဒီဘုရားကိုးကွယ်လို့ငါစီးပွားတက်တယ်ဆိုရင်စီးပွားတက်ချင်လို့ကိုးကွယ်ရင်တရဏဂုံမဖြစ်ဘူးမှန်ပါဗျာကြောက်လို့ကိုးကွယ်တယ်သူများတွေကကိုးကွယ်တယ်မကိုးကွယ်ရင်တခြားရန်လုံးမှကြောက်လို့ကိုးကွယ်တယ်ဒါလည်းတရဏဂုံမဖြစ်ဘူးနောက်တစ်ခုကတော့မျိုးရိုးကကိုးကွယ်လာလို့ကိုးကွယ်ရင်အစရတရဏဂုံမဖြစ်ဘူး
မသိပဲနဲ့ကိုယ်ပဲနော်သူတန်တရားဝကတို့တန်အောင်လမ်းညွှန်နိုင်တယ်ဆိုတဲ့အမျက်ပေါ်မှာဥတီချက်က intention ကမြင့်မြတ်မှတရဏဂုံကတည်တယ်လို့ဆိုလို့တယ် intention ကရွယ်ချက်မကောင်းဘူးဆိုလို့ရှိရင်တော့ဖះဟာလက်လိုပဲငါ့ကိုစီးပွားဖြစ်အောင်မားလိမ့်မယ်ဆိုရယ်စိတ်နဲ့ကိုယ်ကိုယ်ရင်တော့အစရတယ်သူကတရဏဂုံမဟုတ်တော့ဘူးအဲ့ဒါနတ်ကိုယ်ဝယ်တာပဲဖြစ်သွားတယ်ဂျပန်နိုင်ငံကိုကြားဘူးတယ်မဟုတ်လားကြားပါဗျာဂျပန်နိုင်ငံကရှင်တိုဘာသာဝင်တွေများတယ်မှန်ပါဗျာဒါပေမဲ့တစ်ချိန်နဲ့လည်းဘုရားဘာသာဝင်တွေပဲသူတို့မှန်ပါဗျာဒါမို့ဂျပန်ကအရင်တော့ကခုတော့လူကြီးတန်း80ကျော်သွားတဲ့တဲ့100လောက်ရဖြစ်ပြီလားမှန်ပါဗျာဘုန်းတို့တည်တော့ကအဲ့ဒီဂျပန်ဆရာတူJapanese Buddhism လက်ချပေးတာတီဟိုမှာတော့အဲ့ဒီဆရာပြောတာဂျပန်ပြည်မှာဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်း80လို့ပြောရမယ်ဟုတ်ပါဗျာရှင်တို့ဘာသာဝင်နတ်ကိုယ်ွယ်တာဘယ်လောက်ရှိလို့ဆိုရင်တန်း80ပဲဘာလို့ဆိုတပြိုင်တည်းနှစ်ခုစလုံးကိုယ်ွယ်တယ်လို့ဆိုသူကအဲ့လိုပြောတယ်သူတို့စီမှာလေဟုတ်ပါဗျာအဲ့တော့ကိုယ်ွယ်မှုကတော့တရဏဂုံနဲ့မဆိုင်ဘူးပေါ့နော်တရဏဂုံတီးတာတော့ခုနအမျက်နဲ့တော့မှတရဏဂုံတီးတယ်လို့ခေါ်တယ်မှန်ပါဗျာသူကသူကိုယ်ွယ်ခြင်းကိုယ်ွယ်တာကိုယ်ွယ်တာတော့သူပဲကိုယ်ွယ်တရဏဂုံအစ်မရတာတွေရှိမှာပေါ့နော်မှန်ပါဗျာဘာသာခြားတည်းရဲ့တခြားဘာသာဝင်တွေရဲ့ဘာသာရေးစာများကိုဖတ်ကြားမိရုံနဲ့တော့ဘာဖြစ်ပါအဲ့ဒါတွေကိုယုံကြည်ပြီးတော့သူတို့အယူဝါဒကိုလက်ခံတယ်ဒါဗုဒ္ဓဝါဒကိုစွန့်ပယ်တယ်ဆိုရင်တော့တရဏဂုံပြတ်သွားပြီပေါ့အဲ့လိုတော့ပြတ်တယ်ဒါဆိုရင်တချို့တပည့်တော်သင်ငယ်ချင်းတွေမှာအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာကြောင့်သူကဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်သူတို့ကြတော့ဘလို့အကျိုးအပြစ်များရှိမလဲရှင်ဗျာဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပို့ပြီးတော့များမလားဗျာဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျွလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့ဟာကိုယ်ဝေယုံတတ်တတ်ကလေးနဲ့ရတယ်ပါဏာတိပါဒကသူမလုပ်ဘူးအရိဏရဏမလုပ်ဘူးကာမေတုဝိသဆရာမကျွလွန်ဘူးမုသဝါဒတို့သူရမေရိယတော့မလုပ်ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတယောက်အနေနဲ့နေတယ်ဘာသာတရားလည်းခုနလိုပဲကိုယ်ဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလုပ်ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလုပ်ဘူးဆိုရင်ဒါသူအပြစ်ဖြစ်เสียအကြောင်းမရှိဘူးဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်ယာန်ကိုယ်ွယ်တဲ့ဒီကိုယ်ွယ်တယ်ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ကျင့်စဉ်ကိုသူမကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားဓုတွေအစစ်မြင့်တဲ့တရားတွေတော့မရနိုင်ဘူးပေါ့အဲ့ဒါပဲဆုံးရှုံးမှာပဲဖြစ်တယ်အခြေခံကတော့သူကရှိကြမှာပဲလေကောင်းတာတွေဘယ်ဘာသာပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိတယ်အသစ်ဆိုရဲကိုကျင့်တရားမပြတ်သေးတဲ့မြတ်တော့ဘယ်သူမှသူကခရစ်ယာန်မို့သူကမွတ်စလင်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူးသူလုံးတဲ့လုံးရကအကုသိုလ်တွေလားကုသိုလ်လားနော်သူများတဲ့တွေတတ်နေသလားအဲ့ဒါတတ်နေတဲ့အကျိုးကတော့ခံရမှာတာဘုရားဘာသာလည်းငါဘုရားဘာသာဆိုပြီးတော့သူများတဲ့တတ်ရင်သူလည်းခံရမှာပဲကိုယ်ွယ်ယုံတတ်နဲ့တော့ကိုယ်ွယ်ပါတယ်လို့ပြောယုံတတ်နဲ့ကတော့ဘယ်လေးပဲတတ်ထားတာအမှတ်တစိတ်ပဲပဲကတ်ထားတာလောက်ရပေါ်မှာပဲဆုံးဖြတ်တာအဲ့တော့ဒီဖျားနဲ့ဒီခရစ်ယာန်ဘာသာတပြိုင်တည်းကိုယ်ဝေယုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါရှင်အပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူလက်ခံရင်ခံမှာပေါ့နော်ဖျားလက်ထက်တုန်းကတော့ပရပိုက်တွေဟာတချို့ပရပိုက်တွေကဖျားနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်ဒါပေမဲ့ပရပိုက်ကိုဒီတိုင်းပဲနေကြတယ်ပရပိုက်ဆိုတာဘာလို့ဆိုလို့လဲပရပိုက်ဆိုတာဘာသာတစ်ခုပေါ့နော်ဘာသာတစ်ခုလို့ဆိုပါစို့သူကသူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာလေလုပ်တယ်သူတို့အယူဝါဒတွေကဘုရားဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒတွေပဲတော်တော်များများသူတို့လည်းဒါနလည်းလုပ်တယ်သူတို့ရဲ့ကိုချင်းသီတာလည်းစောင့်တည်တယ်တချို့တွေကအကောင်းတွေပါတယ်အကောင်းဆိုးရောတာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်နော်အကောင်းဆိုးရောနေကြတာပဲလို့ဆောင်သို့တော့အဆိုးလုပ်တာနဲ့အကောင်းလုပ်တဲ့နေရာမှာဘာသာတရားကညွှန်ကြားလို့အကောင်းအဆိုးလုပ်တာလည်းရှိတယ်ဘာသာတရားရဲ့ညွှန်ကြားချက်မဟုတ်ပဲနဲ့ကိုလုံးချင်လို့ဝါဒနာဆဲအရာလုပ်တာရှိတယ်တရားဝါတွေကိုတတ်ပြီးတော့ရစ်ပူဇော်ရမယ်လို့ဘာသာတရားကဆုံးမသည့်အတွက်ကြောင့်အဲ့လိုတတ်ပြီးပူဇော်ရင်တော့ဒါဘာသာတရားရဲ့ဆုံးမလို့ခေါ်ရမှာမှန်ပါဗျာအလုံးပေါ်မှာမေတ္တာတရားထားရမယ်ဘာသာတရားဆုံးမတယ်ဘာသာတရားဆုံးမသည့်အတွက်မေတ္တာထားတယ်အဲ့မေတ္တာအကောင်း
တက်တာကြတော့ခုနမကောင်းတာကောင်းမကောင်းကအစိမ့်နဲ့ဟိုလိုပဲတူတူပဲအားစိမ့်လိုပဲဒါကတဘာဝစစ်စစ်ပဲဟောရပြောရတဲ့လည်းမဆိုင်ဘူးမကောင်းတာလို့ရင်အစိမ့်စားရင်အစိမ့်ပဲနော်ကောင်းတာဆိုင်ရင်ကောင်းတာပဲဒါဖြစ်မယ်ဘာသာတရားဆိုတာအပေါ်ခေါင်းစည်းတက်လိုက်တာသို့တော့တန်တရားဝကလွတ်ဖို့နိဗ္ဗာန်ရဖို့အချင်းချတဲ့အခါကျတော့ဒီစွန့်လွတ်ရမယ့်အခြေခံကြီးတွေရှိတယ်အဲ့ဒါမလွတ်ရင်တော့သူတို့ကမရဘူးဥပမာနိဗ္ဗာန်ရခြင်းနဲ့ဆိုရင်ဘုရားသခင်တို့ဖန်ဆင်းတယ်ဆိုတော့ယုံကြည်ချက်ကြီးနဲ့လုံးလို့မရဘူးဘုရားသခင်ဖန်ဆင်းတယ်ဆိုကြတဲ့သူကသူနိဗ္ဗာန်ရအောင်လုံးเสียမလို့ဘူးဘုရားသခင်ပဲသွားပြီးတော့တောင်းပန်ပြီးတော့သူ့ကိုဖန်ဆင်းပေးပါနိဗ္ဗာန်ရအောင်အဲ့လိုမဖြစ်ဘူးလားဟုတ်တယ်မလားအဲ့တော့လက်တွေ့ကြည့်ရမယ်အကျဉ်းစုမပါတော့ဘူးလေအဲ့လိုဆိုလိုတာအစစ်မြင့်ဘုရားဘာသာမှာလည်းပဲအခြေခံရှိတယ်အစစ်မြင့်နေရှိတယ်အဲ့တော့အခြေခံမှာတချို့တွေတူတယ်တူယုံနဲ့ဒါဒီဟာလို့ပြောလို့မရဘူးသူကဘုရားဘာသာအစစ်တို့ဘုရားဘာသာတရားတော်ရဲ့အစစ်မြင့်ဖြစ်ဖို့ရအတွက်ကြတော့ဘာလို့ဆိုဝိပဿနာတရားအထုတ်ပြီးတော့ကိလေသာကုန်အောင်လုပ်တာဆင်းရဲဒုက္ခတွေကထွက်အောင်လုပ်တာအဲ့ဒါမှဘုရားဘာသာဟိုအစစ်မြင့်ဖြစ်တာဖျားပွဲမှာပေါ်တာအဲ့ဒါဝိပဿနာတရားကျင့်ပြီးတန်တရားဝကလွတ်ထတာဖျားပွဲမှာခုနဒါနတို့သီလတို့ဆိုဟိုရှိတုန်းကလည်းရှိတယ်ဘာသာတိုင်းလည်းရှိတယ်နော်ဒီဘုရားဘာသာရဲ့ဥတီချက်ကြတော့ခုနနိဗ္ဗာန်ဆိုတာဥတီတာကြတော့သူကဝိပဿနာတရားမပါဘဲနဲ့မရအောင်သမထအထီအောင်တခြားဘာသာတွေမှာရှိတယ်ဝိပဿနာတစ်ခုပဲမရှိတာဖျားပွင့်လို့ပေါ်တာဝိပဿနာတစ်ခုတည်းပဲတဏှာကလွတ်နိုင်တာဒီတစ်ခုပဲကြံတဲ့နတ်ပြည်ရောက်တာတို့ဘာတို့နတ်ဖြစ်တာတို့ကခြားဘာသာတွေမှာလည်းရှိတယ်ဒီမှာကြားဖြတ်ပြီးတော့မေးချင်တာဒီနတ်တွေကနတ်ဘုံကလူပြည်ထက်ပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုတာဟုတ်ရှင်ဗျာအဲ့တော့နတ်ဘုံမှာသူတို့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်လားရှင်ဗျာသူကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အဆင်စိတ်ထားမြင့်မြတ်တာလားကိုယ်ချင်းတရားမြင့်မြတ်တာလားဒီလိုရှိသေးတယ်တင်ပါဗျာကိုကပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဘယ်လိုခွဲမလဲပတ်စံရှိရင်မြင့်မြတ်တယ်လို့ပြောမလားတင်ပါဗျာနော်ပတ်စံရှိတယ်ဒီလူကရဲတောက်တယ်ဟိုလူကပတ်စံမရှိဘူးငါးပါးသီလလုံးတယ်အဲ့ဒီရှုတော့ငါပြောရင်တော့ဘသူကမြင့်မြတ်တယ်ပြောမှာတော့သီလလုံးတဲ့လူကမြင့်မြတ်တယ်လို့ပြောဟုတ်တယ်မဟုတ်လားတင်ပါအဲ့တော့ရှုတော့မျိုးစုံရှိတယ်နတ်ကလူတဲ့မြင့်မြတ်တယ်ဆိုတာစိစိမ်ဥစ္စာမှန်ပါဗျာမှန်ပါဗျာအစွမ်းတကူလူတဲ့အသက်ရှိတယ်မှန်ပါဗျာအဲ့ဒီဘက်ကမြင့်မြတ်တယ်ဒါပေမဲ့စိတ်ထားလူတဲ့မြင့်တယ်လို့ပြောလို့မရဘူးဟောဆိုလူပြည်မှာယဟန္တာတွေရှိတယ်လေသူတို့ရဲ့အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေဖရာတို့ဆိုတာလူပြည်မှာဖြစ်တာလေအဲ့တော့နတ်ကလူတဲ့မြင့်တယ်လို့ဆိုတဲ့အတိတ်ပဲကသူကကိုချင်းသီလအဖြစ်မြင့်တာမဟုတ်ဘူးစိစိမ်ဥစ္စာမြင့်မာတာပတ်သက်ချောချမ်းသာတယ်ပုံမိမ့်မှန်နေနေရတယ်ဒီဟာဒါမြင့်မြတ်တယ်လို့ပြောအောင်ကိုချင်းသီလနဲ့မဆိုင်ဘူးနော်လူတွေရဲ့ hierarchy ဆိုတဲ့အဆင့်မြင့်မှုကတော့ကိုချင်းသီလနဲ့သွားတာအဲ့တော့နတ်တွေကအဲ့လိုအခြေအနေကောင်းမှနေရပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရောက်ဖို့သူတို့ကြိုးစားလေးရှိပါလားရှင်ဗျာရှားပါတယ်ဘာကြောင့်တော့ဆိုရင်သူတို့ရရှိထားတဲ့စိစိမ်တွေပေါ်မှာသူတို့မမောထားပြီးတော့တခဏကိုတက်တက်လို့သဘောထားပြီးတော့ပျော်ပါနေကြတာဟုတ်တော့ပျော်ပါနေသည့်အတွက်ကြတော့ပြောရမယ်ဆိုရင်နတ်တွေအများစုကဘဝမေ့နေတဲ့ဟာတွေပဲဘဝမေ့နေသည့်အတွက်ကြောင့်နတ်ကသိလို့ရှိရင်တော့အောက်ပြန်ဆင်းတာတွေပဲများတယ်ကုသိုလ်ကောင်းမှုဆက်လုပ်တဲ့ဆိုတာအရိယာနတ်မျိုးတာပဲတကယ်ကိုအရိယာသူတော်စင်ဖြစ်သွားမှသာလေသူအထက်ကိုဆက်တာတင်ပါဗျာကျန်တဲ့တမန်နတ်တွေကတော့အပျော်ကျူးပြီးတော့အစာမစားနိုင်အစာလွတ်တော်လို့တည်တဲ့နတ်တွေရှိတယ်နော်အပျော်ကျူးပြီးတော့အစာလွတ်တော်လို့တည်တဲ့နတ်ကခိတ္တပရောတိကနတ်လို့ခေါ်တယ်တင်ပါဗျာမနာလို့စိတ်တွေဖြစ်ပြီးတော့တုံးနဲ့တူဂုံတုဂုံပြိုင်လောက်ကြတယ်ငါပိမှန်သားတယ်ငါချမ်းရများတယ်နဲ့ဂုံတုဂုံပြိုင်လောက်ပြီးတော့တယောက်နဲ့တယောက်မနာလို့စိတ်တွေများပြီးတော့ဒေါသတွေဖြစ်ပြီးတည်တဲ့နတ်ကြတော့မနောပရောတိကနတ်လို့ခေါ်တယ်နတ်ဆိုတိုင်းသူကအစစ်မျက်နှာမဟုတ်ဘူးကောင်းတာလို့ဒီအတွက်ကြောင့်သူကလူတွေလိုပေါ့ကံကောင်းလို့တထေးသားဖြစ်သွားပြီးတော့ပတ်စံတွေကိုရေးလို့သုံးတယ်ဆိုတာမျိုးဖြစ်သွားမှန်ပါနတ်တွေထဲမှာယဟန္တာနတ်မျိုးဖြစ်နိုင်လားရှင်ဗျာယဟန္တာနတ်ကတော့ကာမဘုံမှာသူကကြာရှိမနေတော့ယဟန္တာဖြစ်သွားရင်စိတ်ညစ်ရမရှိသည့်အတွက်ကြောင့်နတ်ပြည်မှာယဟန္တာကြာရှိမရှိဘူးယဟန္တာဖြစ်ပြီးရင်ပြိဋိဘံဆံရတာများတယ်ဇမပြည်မှာတော့ရှိနေ
နတ်တွေအနေနဲ့လည်းယဟန္တာအဆင့်ကိုသူတို့ရောက်နိုင်တာပါရှင်ဗျာရောက်နိုင်တယ်သူတို့လည်းယဟန္တာဖြစ်နိုင်တယ်ပေါ့နော်သို့တော်လည်းနတ်ပြည်မှာသူအနာဂတ်ဖြစ်ရင်တော့မှပဲအထက်ကိုတက်ကြတာများနတ်ပြည်ဆိုတာတကယ်ပြောရမယ်ဆိုရင်တော့လူပြည်ကပွဲလန်းသပင်လိုပဲအမြဲတမ်းပျော်ပါနေကြတဲ့နေရာတစ်ခုပေါ့စတိတ်ခုံတို့ဘာလို့စတိတ်ရှိုးပြနေတဲ့အဲ့ထဲရောက်နေတဲ့လူတွေလိုနေတင်စားပြောမလားမသိဘူးနော်ဒီမျိုးကုန်းလေးကတော့38ဖြာမင်္ဂလာထဲမှာပူဇာစပူဇာနေရနဲ့ဂါရောစနိဝတောစစသဖြင့်ပူဇော်ထိုက်သူပူဇော်ခြင်းယူစီထိုက်သူယူစီခြင်းလို့မြတ်စွာဘုရားဟောထားပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကိုးကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံအရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်သင့်ပါသလားအဲ့လိုပူဇော်ပါကလည်းတရဏဂုံပြတ်စီပါသလားသူကပူဇာစပူဇနီယနံလို့ဆိုတဲ့အထိပ္ပယ်ကသူကအဓိကသီလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတင်ပါဗျာယာရုကြီးလို့ပူဇော်တာတို့ဝေကြီးချမ်းသာလို့ပူဇော်တာဒါလုံးများဖို့မဆိုလို့တင်ပါဗျာလူအတိုင်းဝိုင်းထဲမှာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမှဆိုရင်မိဘခြေဆုရှိတယ်မှန်ပါဗျာခြေဆုရှိတာခေါင်းကလူပြည်ကိုလာခွင့်ပြုတဲ့ခြေဆုပဲမှန်ပါဗျာကိုယ်ကျွေးပွေးစားဆောင်ရတဲ့ခြေဆုအဲကြောင့်ပူဇော်လိုက်တယ်မှန်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တယ်ကိုချင်းသီလနဲ့ပူဇော်တာအဲ့လိုဟာမျိုးကိုဆုံးလို့တယ်ခုနနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကိုးကြီးချင်းကြီးမကြီးချင်းနေသူတို့ကပူဇော်လိုက်တယ်ဆိုတဲ့ထဲမှာမပါဘူးသူတို့အနေနဲ့တကိုးကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဇော်သင့်ပါလားရှင်ဗျာအဲ့ဒါလည်းသူကသူတကိုးကြီးတာသူကသူဟိုတဲ့ဖြစ်တာပူဇော်လိုက်တဲ့ထဲမှာတော့သူတို့မပါဘူးတင်ပါဗျာအဲဆိုလူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေကိုသာအဓိကထားတာဟုတ်သီလကိုပူဇော်တယ်သမာဓိကိုပူဇော်တယ်ပညာကိုပူဇော်တယ်မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတာကြည့်ပါလားခုံတော်တွေနဲ့ဒါတွေရှိလို့ပူဇော်တာလေမှန်ပါဗျာပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်မှန်ပါဗျာခါရောစနိဝတောစဆိုတာကတော့ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာပေါ့မှန်ပါဗျာလူယူသေးမှုယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာဆိုလို့တယ်ပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားဘူးလူကမမနာပါတော့ဆိုင်ဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်မှန်ပါအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုယူသိလိုက်တဲ့ပုဂ္ဂိုလ်တွေကိုမယူမသိဖြစ်တာမာနကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကိုးကြီးနတ်တွေပူဇော်တာသူကဖျားတဲ့တကိုးကြီးတာမရှိသည့်အတွက်ကြောင့်မှန်ပါဖျားကိုပူဇော်ပြီးတဲ့ပုဂ္ဂိုလ်တရားဟောတကိုးကြီးနတ်တွေကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုးဒီလောက်အဓိပ္ပာယ်မရဘူးသူကနော်မှန်ပါဗျာကိုယ့်ပေါ်မှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှ िख ိုးဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူပစ္စည်းပေးတာလေပူဇော်တယ်လို့ခေါ်တာမှန်ပါရှ िख ိုးတိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ့်ရဲ့သီလအသက်သိက္ခာကောင်းမှကြီးတဲ့ပုဂ္ဂိုလ်တွေကိုဆွတ်တော်တယ်သူကကြီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာသီလနဲ့ရှ िख ိုးတာမှန်ပါဗျာမှန်ပါကြီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါသဘာဝရှ िख ိုးတာမှန်ပါဗျာသူ့ရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာမှန်ပါဗျာဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ်ပေါ်လည်းကျေးဇူးရှိတယ်သူ့ရဲ့ဂုဏ်သိက္ခာတွေလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာတော့ဟိုလိုကိုးကွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါတော့မှန်ပါ mutual respect ဆိုတာရှိတာပေါ့နော်အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖျားနဲ့တန်းတူထားလိုက်ပြီးဖျားကိုးကွယ်တယ်လို့ကိုးကွယ်ရင်တော့ဖျားမှတပါကိုယ်ကရည်ရွယ်ထားတာမြတ်စွာဘုရားသီတာလည်းကိုးကွယ်ရတရားသီတာလည်းကိုးကွယ်ရသံဃာသီတာလည်းကိုးကွယ်ရဆိုပြီးသူတို့ကိုဘုရားနဲ့တရားနဲ့လို့စိတ်ထဲကထည့်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြတ်သွားတယ်ပေါ့ပြတ်တယ်ဆိုတော့ကိုယ်စိတ်ထဲမှာနေမယ်ဒီစိတ်ဓာတ်ချင်မတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာနောက်ထပ်မေးခြင်းနဲ့မေးခွန်းကတော့လူတွေမှာရောတာမန်လူတွေထက်ပိုပြီးတော့တကိုးရှိတဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတို့တွေကြတော့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူထက်ပိုတဲ့တကိုးများရပါလဲရှင်ဗျာလူတွေမှာတကိုးရှိတဲ့ပုဂ္ဂိုလ်ရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကိုးတုံးဆို
စွမ်းတကူဆိုဒီမှာစာပေကျမ်းကနေမှာဆောင်ရွက်နိုင်တဲ့စွမ်းရည်တတ္တိကိုခေါ်တာပဲဖြစ်တယ်မှန်ပါဗျာအဋ္ဌိလို့ခေါ်တယ်ပေါ့မှန်ပါနော်မှန်ပါသူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကူရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်သွားကြအောင်အဋ္ဌိလို့ပဲခေါ်တယ်မှန်ပါစိတ်ဓာတ်ကြမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့စွမ်းတကူလို့ပြောမှာအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေလည်းစွမ်းတကူပဲမှန်ပါဗျာစီးပွားဥစ္စာတင်ပါဗျာတိုးတက်မြင့်မားတာတို့ရာထူးကုန်သိတိုးတက်မြင့်မားတာတို့လည်းဒါလည်းစွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတမန်ပုဂ္ဂိုလ်တွေရရှိတဲ့စွမ်းတကူတွေကြိုးစားသူနဲ့မကြိုးစားသူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းစေနိုင်တဲ့အရာကိုပြောတာလုံလဝိရိယရှိရင်လည်းပြည့်စည်စေနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စည်နိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်အဲ့လိုတကူမျိုးမျိုးရှိတယ်ထင်မယ်အခုမေးတဲ့မေးခွန်းအရာတမန်လူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုဥပမာမယ်တမန်ပုဂ္ဂိုလ်တွေပို့သွားလို့ရှိရင်သမထချင်းစဉ်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဒါသူကသမထချင်းစဉ်ရဲ့စွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့်မှန်ပါသူဟာဖန်ဆင်းနိုင်တဲ့အစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မှန်ပါဒါကတရားသဘောဘက်ကပေါ့နော်မှန်ပါနောက်တစ်ခါဝိပဿနာချင်းစဉ်ကျင့်ပြီးတော့အရိယာဖြစ်ဘဝရောက်သွားပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်မှန်ပါဗျာဒါလည်းစွမ်းတကူတစ်ခုပဲမှန်ပါသမထကျင့်စဉ်နဲ့ဒီအဘိညာဉ်အစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်တွေမှန်ပါဗျာကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစံနေအဘိညာဉ်တွေသူများစိတ်ကိုသိတယ်အတိတ်ဘဝကိုပြန်သိနိုင်တယ်ဝိလန်တဲ့ဒေသခြားကွယ်တဲ့ဒေသမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်တို့တကိုးမျိုးမျိုးဖန်ဆင်းနိုင်တယ်တို့ဆိုတာသမထကျင့်စဉ်ကိုကျင့်တာမှန်ပါဗျာသမထကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ်မှန်ပါရသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းတတိမျိုးသူတို့မှရသွားတယ်မှန်ပါဒါကမြတ်စွာဘုရားဟောတဲ့သဘာဝကျင့်စဉ်ကကျင့်လို့ရတဲ့အစွမ်းတစ်ခုမှန်ပါတနည်းရှိသေးတယ်လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတစ်ခုတွေရတာရှိတယ်မှန်ပါဒီသူများစိတ်ကိုသိတယ်တို့တကိုးမျိုးမျိုးကိုဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဇ္ဇာဆိုတဲ့အတ္တပညာမျိုးတွေရှိတယ်မှန်ပါအဲ့ဒီအတ္တပညာမျိုးတွေကလည်းပဲသူများတဲ့တကိုးရှိတယ်မှန်ပါသူကျင့်စဉ်ကတော့သမထလိုဟာမျိုးမဟုတ်ဘဲနဲ့တခြားကျင့်စဉ်တွေရှိတယ်သူတို့မှာမှန်ပါဥပမာဝိသတုတို့ဗမာတွေယုံကြည်တဲ့ဘိုးတော်တွေဗာတွေတချို့စံတတ်တွေရှိတာတွေမှန်ပါဗျာစံကိုရှိနိုင်တယ်မှန်ပါဗျာသူတို့လည်းရှိနိုင်တယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံဝမျိုးမျိုးဖန်ဆင်းနိုင်တဲ့ဣတိဝိဒဆိုတဲ့အစွမ်းတကူရဲ့သူများစိတ်ကိုအတ္တသိတဲ့အာရိဒနာပါတိဟာရိယဆိုတဲ့အစွမ်းမျိုးတွေကိုမသုံးဖို့မြတ်စွာဘုရားသုံးရင်လောကမှာရှိတဲ့မန္တန်ဝိသအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့မှန်ပါဗျာအဲ့တော့တန်းစင်တဲ့အကျင့်တွေနဲ့မတန်းစင်တဲ့အကျင့်နှမျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဒါတွေနဲ့ရောထွေးပြီးရှင်တဲ့ကိလေသာမကုံတဲ့အစွမ်းတကူတွေနဲ့ရှင်တဲ့ကိလေသာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့အစွမ်းတကူတွေဟာတချို့နေရာလေးမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကိုနာပါချပြီးတော့သဘောကျအောင်ဆုံးမသွန်သင်ပေးတယ်အနုတသနိပါတိဟာရိယကိုသာလေမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တင်ပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးဖို့ဆိုပြီးတော့ဟောတာရှိတယ်တင်ပါဒါကြောင့်မလို့ဒီမေခွန်းရဲ့အဖြစ်ကျဉ်းချုပ်ဖြေရမယ်ဆိုရင်တကူရှိတဲ့ပုဂ္ဂိုလ်တွေရှိနိုင်ပါသလားရှိနိုင်ပါတယ်မှန်ပါဗျာသူတို့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူတွေတဲ့ပို့တဲ့တကူအများရပါသလဲဆိုတဲ့နေရာမှာလောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ်ဒီမြတ်စွာဘုရားဟောကြားတဲ့လက်ခံထားတဲ့ကျင့်စဉ်တွေကတော့တ
သမထချင်းစဉ်နဲ့ဝိပဿနာချင်းစဉ်ပဲဖြစ်တယ် မှန်ပါဗျာ အဲ့ဒီချင်းစဉ်တွေကိုချင်းလို့တမ္မာပုဂ္ဂိုလ်ရဲ့ထူခြားတဲ့စွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရမှာနော် ဗျာ